အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီကနေ့ဇက်တော်ဒီစင်ပွဲဗုဒ္ဓသမယုတ်ပြဆောင်ဟာထင်ပါဖက်ဖက်တော်မှာပဲဖြစ်ပါတယ်ခင်ဗျာဂေါတမမြတ်စွာဘုရားဘုရားလုံးတော်ဘုရားပါရမီတော်လူစဉ်ကဖြစ်တော်စဉ်များကို950နိဗ္ဗာန်တော်များတွင်တွေ့ရှိနိုင်ပြီးဘုရားပြကံဤပါရမီတော်ရင့်ကျက်ခြင်းဖြစ်တော်စဉ်ဘဝများကိုဇက်တော်ကြီးဆယ်ဘက်တွင်တွေ့ရှိနိုင်ပါတယ်ရင်းဇက်တော်ကြီးဆယ်ဘက်မှာ1ထိမိယဇက်တော်ကြီး2မဟာတဏကဇက်တော်ကြီး3သုရတာမဇက်တော်ကြီး4နေမိဇက်တော်ကြီး5မဟာတရာဇက်တော်ကြီး6ဗုရိတဇက်တော်ကြီး9ဆန္ဒကုမာရဇက်တော်ကြီး10ဒါရဇက်တော်ကြီး9ဗေဒဝိယဇက်တော်ကြီးနဲ့10ဝေတန္တရဇက်တော်ကြီးတွေဖြစ်ပါတယ်တိမိယဇက်တော်ကြီးဒုလေပြီးတော့ခါကဘိုင်းနတိပြည်၌ကတ္တကရမင်းကြီးမင်းတို့လျက်ရှိစေဖျားလောင်းသည်ကာဝိနနဲ့ပြည်၌နတ်တာဖြစ်နေခြင်းသည်ဖျားလောင်းနဲ့တာသည်နတ်တာမဖြစ်မီကဘိုင်းနတိပြည်၌မနစ်20လုံးလုံးမင်းဖြစ်ခဲ့မူလေထို့သို့မင်းဖြစ်ခဲ့တဲ့ကကုသိုလ်မှုတဲ့အကုသိုလ်မှုများပုံမှုကျူးလွန်ခဲ့တဲ့ဖြင့်200စံတိ၌ဘုဒ္ဓတရိငယ်ရဲ့သို့ကြောက်ရောက်ခဲ့ရလေသည်ရေကုတတရိငယ်ရဲ့၌လူတို့၏ရေတအားဖြင့်အနည်းချစ်တောင်ချက်ခံပြီးမှကုတုကံလျောက်နှံ့ပြည်နိုင်တတ်တာဖြစ်လာကြရသည်ကတကိရိမင်းကြီးသီလစင်ကြယ်သောစန္ဒတဝိမိဖျားကြီးသည်တာစုပန်ညာကျွန်ုပ်သည်သီလကိုမကြိုးမပြတ်သောချောသူဖြစ်ဒီမှန်သောသစ္စာစကားကြောင့်တာစုပြပါစေတည်းမိဖျားကြီးသီလတကူကြောင့်တရားမင်းသည်စုပြေးရဲ့ကြံစီလာပြီးဘုရားလုံးနဲ့သာတိုက်တွန်းခြင်းပြုလေ။အိုအချင်းနဲ့သာတင်းဒီလူပြည်နိုင်လူအဖြစ်နဲ့ပါရမီများစွာဖြစ်တည်နိုင်ပါလိမ့်မည်။ထို့ကြောင့်ဘိုင်းနဲ့တပီကတ္တကရိမင်းကြီးပြပြကြီးစန္ဒဒေဝီထံတွင်ပဋိသတ်တေယူရန်ငါတိုက်တွန်းလို့သည်။ကောင်းပါပြီရှင်မင်းကြီး။ထို့ဖြင့်ဘုရားလုံးနဲ့သာသည်လက်သာဖြစ်မှစုတည်ကပြပြကြီးစန္ဒဒေဝီဝမ်းကြတိုက်နိုင်တရေတင်လေဆန္ဒတဝိမြပြကြီးလေကိုဝင်ကိုလွယ်လျက်ဆဲလာစီတော့မောတို့ရတွင်ခိုင်ဖျားလောင်မိသားလေးကိုဖောင်းမိတော်မူလေဟဲမူကြီးမကြီးတို့ဒါတော်လေးကိုကာတိတာလူမိုးရခံမင်းရဲ့မတ်နဲ့တိုင်းလူပြည်သားတို့ရွှေလန်းစီဖားမြင်တော့မင်းသားတို့ဒိတ်ပဲရတယ်တေမီယာကုမာယာလို့မိတွေ့စီမင်းတင်းမြတ်လမ်းကြောင်းမှာရှင်မင်းကြီးဒါတော်လေးကိုမူပါတက်ကြံပေးတယ်နှမတော်ကိုမောင်တော်စိမလက်ရှိနေလူတွေလူရစုတောင်းမှုနှမတော်ဖုန်ခါမိဖျားကြီးကမောင်တော်ယခုစုလက်ကိုမတောင်းလို့ပါအဲ့ဒီစုကိုမောင်တော်စီမှာပဲတင်ထားပြစီမောင်တော်မှတောက်ဆိုပြစီကောင်းပါပြီနှမတော်ဒါဆိုရင်နှမတော်လိုအပ်တဲ့အခါတောင်းဖို့ခွေမောင်တော်ပြီးလို့ကြိပြပါလေကတ္တပရိမင်းကြီးသည်တားတော်လေးကိုချစ်မြတ်မလာသည်ဖြင့်ရာသပလင်တက်တင်ထားလျက်တရားစီရင်သည့်ခါမှာပဲကလသာသာရှိနေသည်တားတော်လေးဟာရင်ခွင်၌ပိတ်ဖက်ထားလိရှိသည်ထို့ဖြင့်တနေ့သောအခါတွင်ဖတ်ပြီးချုပ်နှောင်ထားသည်တခိုးလေးယောက်အားတရားစီရင်လေးရာဘင်းကြီးကအဲ့ဒီတခိုးစုပါတဲ့ချိန်လုံးနဲ့ချစ်ထောင်လိုက်စီသူ့ကိုတော့ငန်းပြားနဲ့တားကိုတစ်ဆက်ဆက်နဲ့ထိုးစီအဲ့ဒီတခုကိုကျင့်ခတ်လို့လောင်အိမ်မှာတက်တက်လိုက်စီဟောဒီတခုကိုလူအများကြောက်ရွံ့ထိတ်လန့်အောင်တခြင်းရှိုးထားစီထိုအခါတိမိယမင်းသားလေးမှာပရတာရွယ်နှံ့တဲ့ချီတော်နဲ့ပါရမီတက်ခံပါလာသူဖြစ်တဲ့ဖြင့်ဖခင်မျိုးပေကြီးကောင်းမဖွယ်စင်ရထုတ်ပြမှုကိုနားလည်နေရတောင်းလို့ချင်းပြင်းစွာခံစားရလေရောဘယ်မီဒီကောင်းမဖွယ်စင်ရမှုကိုမလွဲမချောင်လာပြရရှိပါလားမင်းသားလေးလည်းဖျားလုံးတော်ဖြစ်တဲ့ဖြင့်ဇာတိတရညုံတော်ဘောဟောင်းကိုတရိယာသည်တိညာတူကိုရလျံတခုတော်ဘောဟောင်းကငါပင်ဖြစ်ခဲ့ဘူးဒီလိုပဲမတရားတဲ့စီရင်မှုတွေပြုမိလို့နဲမှမရှိမဆန်နှစ်ပေါင်းတော့ခံရပါလားခက်တာပဲငါခုဘဝမှာလည်းဘင်းသားတော်ဖြစ်လို့တရှင်ကြရင်ခမည်းတော်ရဲ့အရာရာကိုခံရပြီမလဲမချုံတာပဲဘယ်လောက်ရမှာပါလားငါဘယ်မလုပ်လို့ဘူးဘလို့ကြံရပါတိမိယမင်းသားလေးသည်ဘယ်မလုပ်လို့တဖြစ်နှလုံးမတန်မရရှိနေစေဘောဟောင်းတစ်ခု၌
မိခင်တော်စခိတ်ပြီးတော့ထိပ်ပြီးဆောင်တဲ့သမီးကကိုတင်ပြကအကြံပေးနေသည်စစ်တာတင်းမိခုမာရမြင်ဖြစ်မရလို့ပါကခုကလေးကစွန့်အနာမကျောင်းဟန်ဆောင်တော့တင်းမိရမိသားလေးလေးမိခင်ဟောင်းအကြံပြုချက်တိုင်းထူကာလာမဆိုင်စွန့်အနာမကျောင်းတူကဲ့သို့ငိုချင်းရေးချင်းမရှိတုံ့လိပါဝေမလုံးချက်နေနေတော့ဟဲတားတော်လေးဟာငိုရင်မရှိတော့ပါလားဟုတ်ပါတယ်နမတော်ဖေဟာအချီတော်အချောတော်လို့မြင်လို့လေဘယ်လိုရေရှင်ပုံရှင်မရှိတော့ပါထိုးတဲ့ဘယင်ကြီးရှင်သားတော်တို့ပေါက်ကြလေလေဘရောဟိတ်တို့ထာမှာအကြံဉာဏ်ရယူကရင်းသားလေးအားစားလုံးလေးမကြည့်စီရင်နှုတ်ငတ်ထားခြင်းဖြင့်၎င်းဟိုစာတတ်သည့်အရွယ်ကြီးမမကြည့်ပေးထားခြင်းဖြင့်၎င်းဒီထက်အရွယ်ရလာသည့်တွေကစားဆက်ရာရုပ်တို့ကိုပြလက်နေအောင်ဆင်းလို့ရှိဝိနည်းရှင်ပြုကရှင်းကြောက်လျက်ကောင်ပြုလုပ်စတတ်တော်လေမင်းသားလေးသည်ဆင်းလို့ချာတုံးလုံးမှုမပြခြင်းတို့ဖြင့်အရေရောက်လာသည့်တွင်ကတ်ချီတဲ့မင်းမပြုလို့ဖြင့်ဖျားရောက်မိခဲ့ပြန်ရာမင်းသားလေးမှာစွန့်အနာမကြလို့သာမလုံးမချန်နေနေသည်ဒီတွင်ကတိကတဲ့မင်းကြီးသည်ဒန်စွာစိတ်ကြံပြီးပရိုဟိတ်တို့ထံမှမြင်တို့ပြုလို့ရမည်ကိုအကြံဉာဏ်ရယူပြန်ရာရှင်မင်းကြီးဒီမိယမင်းသားလေးသည်အမင်္ဂလာအင်္ဂါရွှေရည်လေးရှိသူဖြစ်ပါ၏မင်္ဂလာချက်တည်ရှိရာရွှေနန်းတော်၌မင်္ဂလာမရှိသူကိုမထားအပ်ပါထို့ကြောင့်အမင်္ဂလာမြင့်ရတာပေါ်တင်လျက်အနောက်တကားမှထုတ်ကတင်ချိုင်းတို့ပို့ပြီးရင်းမြို့ဖြောက်ပြတင်ပါလေထို့သောမပြုပါကမြတ်တော်နေရ၌မဆက်တော်သူကိုထားတဲ့ပြေပြီးတော့ပြရ၏မင်းကြီးသည်ပရောဟိတ်တို့၏အကြံပြုစကားကိုကြားခဲ့လေထိတ်လန့်တုန်လှုပ်ပြီးကားတော်ကိုထောက်ထည့်ကြသည်ထိုတရင်စကားကိုမိပြန်ကြားလေကားတော်အတွက်ပူပန်ခြင်းပြင်းသွားဖြစ်ပြီးမဖြစ်ဘူးလို့ရှိဘူးကားတော်လည်းအသက်ကိုရချတော့နေမောင်တို့စီငါဝင်ပြီးကားတော်လည်းအသက်ကိုရှင်းနိုင်အောင်ကြိုးပမ်းနေမှာပဲတို့ဖြင့်စာနာတော်မိပြန်ကြီးသည်ဘင်းကြီးရှိတော်မောင်တို့ဝင်ပြီးလေမောင်တော်ရဲ့တမန်နမတော်ဆုလက်တစ်ခုတောင်းဖို့အနန္တတာမမှုပါရဲ့လားအဲ့ဒီဆုလက်ကိုအခုတောင်းလို့ပါမည်မောင်တော်ရဲ့ဂရိအတိုင်းပြုလို့မပါရွှေနမတော်ရဲ့မြင့်မသစ္စာလူမဂရိပေကွယ်လူမင်းဖြစ်တဲ့မောင်တော်ဟာသစ္စာရဲ့ဂရိပါတရားစီမှာပေါ့ခဲဆုစမ်းမအောင်ဘလို့ဆုလက်တောင်းလို့တာလဲနမတော်ရဲ့နမတော်လူချင်းနေဆုလက်ကလည်းသားတော်လေးကိုထိနှံလွှဲဖို့ပါပဲမောင်တော်မိဖုရားကြီးတောင်းဆိုမှုကိုကြားရလေဘုရင်ကြီးသည်အံ့အားသင်တောင်းလို့သွားလိမ့်တော့ပြီးရင်ခါခါတူတူငိမ့်ဆန်လေမမတော်တင့်တာဟာဒီနေ့မတန်ပါအခြားစုတာတောင်းပါအဲ့ဒီစီလို့ကိုပဲဝှချင်ပါလိမ့်မောင်တော်ဂရိတလုံးကိုမဖြတ်ခေါ်ပါဘူးတသက်လုံးမဟုတ်ရင်တော့သားတော်ကို9နှစ်လောက်တော့ခင်းနဲ့ဆက်မြမှုမိပါမဖြစ်နိုင်ဘူးနမတော်ဒါဆို9နှစ်လောက်ဆက်မြမှုပြုပါဒီတို့လေးဘယင်ကြီးကနင်းနိုင်မိဖုရားကြီးကစစ်စစ်လိုက်ဖြင့်နောက်ဆုံးတွင်မိဖုရားကြီးကနမ်ပုနစာလုံးကအထက်ထက်လေးလေးအတနာခံပြန်၎င်းဘယင်ကြီးကိုယ်တိုင်ပိတာပိတိကတိကိုဖြတ်ရန်ဝင်လင်းတဲ့ဖြစ်၎င်းအဲ့လိုချင်းပြုရလေတော့၏ကဲနမတော်တင့်တာကိုခဏရမမှုခုပေးမယ်ရှင်းတော့ဟုတ်ပြီလားရှင်းကြည့်လာပါတယ်မောင်တော်နမတော်ရှင်းနေပါတယ်ထို့ဖြင့်တိမိယမင်းသားလေးသည်ဘင်းဖြစ်သူရောက်ရှိပြီးရသပလင်ပေါ်ထိုင်ရသည့်တိုင်ရခင်အတိုင်းစကားမပြောစွန့်အနိုင်ကြဟန်ဖြင့်တုံးမိပါဝင်နေသည်စစ်တာမင်းအဖြစ်ရောက်ရှိနေပြီတိုင်းပြည်အလုံးရဲ့အရေးအတွက်စီမံခန့်ခွဲရမည့်တာဝန်ရှိလာပြီမို့မလုံးမချမနေပါနဲ့တော့စကားပြောပါဦးစစ်တာဒီလိုပဲစကားမပြောမဆိုပဲနေစစ်တာအတွက်အတိုက်နေရှိနေတဲ့စစ်တာရဲ့မေတော်ရင်ကျိုးအောင်မလုပ်ပါနဲ့စကားပြောပါဦးမိဖုရားကြီးသည်သားတော်အတွက်ပူပန်ခြင်းကြီးစွာဖြင့်စကားပြောရင်ရည်ရည်လည်းရင်ကြကမိစဉ်တောင်းမှသည့်တိုင်မင်းဖြင့်အခုတို့မျိုးလိုသည်ဘုရားလောင်းမင်းသားလေးကဆုံးဖြတ်ထားတဲ့အတိုင်းစကားမဆိုပဲနေလေသည်တို့ဖြင့်9ရက်စစ်နေရင်ဘယင်ကြီးသည်သားတော်အားနာမချရပြီးနေတုံနန္ဒယထာမှုကိုတောင်းဝင်ပေးရလေသည်တိမိယမင်းသားကိုအမင်္ဂလာယထာနှင့်အနောက်တကားကထုတ်ပြီးတုတ်တံမှာနေမြုပ်သက်စီအချက်လို့မိတ်တော်ယထာမှုလည်းဘယင်ကြီးအမိတ်တော်အတိုင်း
တေမိယမင်းသားလေးအားယထာဘောတင်ကတုတ်တန်ကိုခေါ်ဆောင်သွားလေဒီတစ်ချိန်မှမူမိဖျားကြီးသည်မိသူနှင့်မသက်နိုင်တော့သဖြင့်နှလုံးကျွေပြောမတန်ငိုကြည့်လျက်ကြံ့ရင့်နေချလေတော့၏ဒါတော့လေးရဲ့ဖြစ်မှဖြစ်ရသည်ဒါတော့လေးကိုဒီတစ်ခါတော့မမဲမကယ်နိုင်တော့ဘူးခွေမမဲကိုခွင့်လွှတ်ပါတုတ်တန်ကိုရောက်လေရင်ယထာမူသည်တေမိယမင်းသားလေးအားမြုပ်နေရင်ညီကိုတူးလီဤတွင်တေမိယမင်းသားကစဉ်းစားခြင်းဖြင့်ပြုလေသည်16နှစ်ပတ်လုံးမင်းပြရမှာကိုကြောက်လို့စွမ်းအနာပြောင်းဟန်ဆောင်ခဲ့သည်ခုမင်းပြရမှုဘေးကလွတ်ပြီးဒီတော့စွမ်းအကလေးနေဖို့မလိုတော့ဘူးတို့ဖြင့်တေမိယမင်းသားလေးသည်ယထာဓမ္မဆင်းပြီးယထာမူဒီတွင်တူရသောရှင်းရသွားကမိမင်းချင်းပြုလေတော့၏ကိုယထာမူသင်ပါကြောင့်မြေတွင်တူနေရတာလေယထာမူလည်းအခြားသူတို့လာရောက်ဆက်စုတူထင်ကလက်မကြည့်ပဲဖြစ်လေသည်စွမ်းနာမကြလို့စက်တိရုပ်နေတဲ့တိမ်မိမင်းသားလေးကိုညီမျိုးတက်မလို့တွင်တူးနေတာပါအိုးယထာမူစွမ်းအချင်းလည်းမရှိဒါလည်းကြားတဲ့ကျွန်တော်ကိုညီမျိုးတက်ပြတ်မယ်ဆိုရင်တရားနဲ့ညီပါမလားမင်းသားလေးစကားကြောင့်ယထာမူကလက်ကြည့်မိရဘောင်းဆောင်အောင်သွားသည်ဟေးမင်းသားလေးကစကားပြောပါလားဒါဆိုမင်းသားလေးကိုတက်ဖို့မလိုတော့ဘူးမင်းသားလေးဟာထီးနဲ့ထိုက်ကသူဖြစ်သွားပြီလမ်းတော့စီပြတ်လိုက်ခဲ့ပါယထာမူရှင်နန်းတော်ကိုစွန့်ကားပြီးဒီဘောတောဝနာရဲ့ပြီးကျွန်ုပ်ရောက်ရှိနေတာဟာဘယ်သူမှပယောဂကြောင့်မှမဟုတ်ဘူးအပြည့်အကုသိုလ်များတဲ့ဘယင်ဖြစ်ကိုမလူလာတဲ့ကျွန်တော်ရဲ့စံပြကြောင့်တတ်တာဖြစ်သည်ဒါကြောင့်ရှင်နန်းတော်စီပြန်သွားဖို့အကြောင်းမရှိပါယထာမူလည်းတေမိယမင်းသားလေးကိုအတန်တန်ခေါ်၍မရလေလေနန်းတော်တို့ပြန်သွားလေ၏နန်းတော်တို့ရောက်နေရင်ဘယင်ကြီးနှင့်မိဖုရားကြီးတို့ကအလုံးစုံလျှောက်တည်လျင်ဘယင်ကြီးနှင့်မိဖုရားကြီးတို့လည်းအောက်အောင်ဝါပြောင်းတော်မူကြလေသည်ဟုတ်လားဒါဆိုတော်လေးကတကယ်စွန့်အနာမကြဘူးမဟုတ်ဘူးပေါ့တို့ဖြင့်ဘယင်ကြီးနှင့်မိဖုရားကြီးတို့သည်မူမတ်ချန်ရန်တို့နှင့်အတူဒါတော်မင်းသားလေးရှိရာတောဝနာတို့ဝန္နာအယာလမ်းလူချသည်လေရတဲ့ရဟန်းဝတ္တာပြီးဖြစ်သောတေမိယမင်းသားလေးကခမည်းတော်မေတော်နှင့်တကွရောက်ရှိလာသောပိဋကအပေါင်းကိုတရားဟောတော်မူလျာခမည်းတော်မေတော်တို့ပါတဝေကအကျွတ်တရားရကနောက်လာနောက်ကရွှေရန်သိန်းတို့အတူအားလုံးရတဲ့ရန်ပြုကြလိမ့်ကုန်တည်း